ရန်ကုန်ကနေပြည်ကိုဒီမူရထားသွားစီခဲ့ပါတယ်အသွားပြက်ပေါ့ online ကနေပဲလက်မှတ်ဖြတ်တယ်အထူးတန်းဝယ်ပြီးမယ်12နာရီတော့ခွဲလောက်ဆိုရင်ပဲကုန်းသွားနေမရခဲ့ဘူးအဲ့တော့ရိုးကပဲစီခဲ့တယ်9နာရီဝန်းကျင်လောက်ရောက်လာရပေါ့နော်ပြီးတော့လက်မှတ်ထုတ်ထားတယ်တိတ်မကြပါဘူးခဏမှတ်ပုံလေးတော့မဖြစ်မနေပါဘူးလို့ပဲအပြင်မှာခဏဆောင်နေပြီးတော့ line up လုပ်ပြီးတော့စတက်တယ်ပေါ့နော်ယထာပေါ်မှာလာရောက်တဲ့ဟာကြီးစားလို့ရတယ်ဈေးကတော့ဆိုတလောက်လေးပေါ့နည်းနည်းလေးဟောဖြစ်တယ်ပြီးတော့ကိုပါတာလေးကိုစားတယ်အဖွဲရမြင်တဲ့အတိုင်းပဲ share plan နဲ့ကြိတ်တယ်အဲ့တော့ခဏလေးစကားပြောစားတော့စာဝေးဖတ်ရင်းနဲ့ပြီးတော့တရိပ်တမော့အိတ်တယ်2 round လောက်ပါပဲစားတယ်အိတ်တယ် twilight သွားတယ်အဲ့ဒါနဲ့ဟိုလိုဒီလိုနဲ့ရောက်သွားတယ်ပေါ့နော်လမ်းတောက်လျှောက်ကတော့ view တွေကြည့်လိုက်ရှုခင်းလေးတွေနဲ့ဆိုအတော်လေးရောလှပါတယ်ကဲမဖြစ်မနေတော့တက်ဖန်းတာပေါ့နော်နောက်ထပ် twilight ကိစ္စပြောပြမယ် twilight ကိုတချို့တွေ lock မချတာပေါ့နော်အဲ lock ချတာဖို့လိုတယ်ပြီးတော့ဒီရေမဆွဲချတာတွေ့ရပေါ့နော်ရေကိုလေအဲ့ဟိုခလုတ်ကလေးနှိပ်ဟိုရေဆေးဖို့လည်းခလုတ်နှိပ်ရတယ်ရေဆွဲဖို့လည်းခလုတ်နှိပ်ရတယ်ပေါ့နော်အဲ့ဒီဟာလေးအဓိကဟို reminder အနေနဲ့မှားချင်တာပေါ့နော်ဘလို့လူမျိုးတွေအနေနဲ့သွားတင်လဲဆိုလို့ရှိရင်ဒီခရီးကလေအေးစစ်စစ်ပဲ view လေးတွေငေးလိုက်ပေါ့ပါတငယ်ချင်းတွေစကားပြောရင်းနဲ့ဒီအချိန်ကလေးကိုပေါ့နော်ခရီးသွားလို့သွားနေမှန်းမသိလိုက်ပဲနဲ့တငယ်ချင်းတွေနဲ့ coffee ဆိုင်မှာခဏလောက်ထိုင်ပြီးစကားစမြည်ပြောနေယုံလောက်နေနေဟိုပြည်ကိုရောက်မသိရောက်သွားတာပေါ့နော် file လေးကတော့တော်တော်လေးဟိုကောင်းတယ်feeling လေးကတော့ဟိုကြိုက်တဲ့ထဲမှာပါပါတော့ငကိုတွေကရိုးရထားနဲ့အောင်သွားနေကြဆိုတော့ဒီမူရထားကပိုးလေးမြန်တယ်ဆိုတော့မစိုးဘူးပေါ့ကြိုက်ပါတယ်ပြီးတော့ခဏနေရောက်တော့မယ်ရောက်တော့ကျမတို့တွေအတင်းတုံငါထားပြီးသားပေါ့နော်ဒီနေရာလေးဆိုလို့ရှင်တော့ဒါပြီးရောက်ပြီလို့အကုန်လုံးသိပြီပေါ့နော်အဲ့တော့နေ့လေလေးရောက်တော့နေ့လေသာစားချင်တာနဲ့အဲ့ဒီရဲ့မိသက်ထမင်းကြော်ဆိုင်မှာဟိုကကြိတ်ခဲ့တယ်ကဲဒါလေးကတော့အပြန်လေးနဲ့စီးလာတဲ့တစ်ဖြက်လေးပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်